မနေ့ကပေါ့နော်ကျွန်တော်လာမေးထားလို့ကျွန်တော်တို့ RFP အကောင့်ထဲကိုပေါ့နော် ATM ဆက်ကနေပြီးတော့မှပတ်ဆက်ဘလို့ထည့်ရလဲဆိုတာကိုကျွန်တော်ဒီနေ့လုပ်ပြပေးသွားပါမယ်ဒါမတည်သေးတဲ့ညီကိုတွေတခြားလေးလိုက်ပြီးတော့မှကြည့်ပေးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒါပတ်ဆက်ထည့်လို့ရမယ် RFP ATM ဆက်ရှိတဲ့နေရာကိုသွားပါမယ်ရောက်ပြီဆိုတာနဲ့မှန်လေးကိုတစ်ချက်တောက်လိုက်ပါပြီးရင်တော့ဒါ cut deposit ဆိုတာလေးရွေးပေးပေါ့နော်ကိုယ့်ရဲ့ဒါ language ကိုရွေးပေးပါပြီးရင်တော့ဒါ account deposit ရှိမယ်ဒါ cut payment ပေါ့နော်အများကြီးရှိပါတယ်ကျွန်တော်တို့က account deposit ဆိုတာလေးရွေးပေးပါဒီနေရာမှာကိုထည့်မဲ့ပေါ့နော်ကိုယ့်ရဲ့ IP အကောင့်နံပါတ်ကိုတခြားလေးရိုက်ထည့်ဖို့လိုပါတယ်အကောင့်နံပါတ်မှားလို့ရှိရင်တော့မရဘူးပေါ့နော်ရိုက်ထည့်ပြီးသွားရင်လည်းကျွန်တော်တို့ကနောက်တစ်ခေါက်တခြားလေးပြန်ပြီးတော့မှစစ်ပေးပေါ့နော်ပြီးသွားရင်တော့ဒီအောက်ခလုံးနှိပ်တဲ့နေရာမှာကျွန်တော်တို့အစိမ်းဆိုတာလေးရှိရနော် confirm ဆိုတာလေးနှိပ်ပေးလိုက်ပါဒီမှာကျွန်တော်တို့ရဲ့အကောင့် name နဲ့ပေါ့နော်တခါလေးပေါ်ပါတယ်ဒါစစ်ကြည့်လို့ရတယ် deposit ကိုထပ်ပြီးနှိပ်လိုက်ပါဒီမှာတော့ဒါတကားလေးပွင့်လာပြီပေါ့နော်ဒါဆိုရင်ပတ်ဆက်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပတ်ဆက်ကို CD လေးထည့်ပေးရမှာပေါ့နော်ဖိနေပြန်ကောင်းတဲ့ပြန်နေလုံးလို့မရဘူးပေါ့နော် CD လေးနဲ့ထည့်ပေးလိုက်ပါပြီးရင်တော့ဒီမှာ process ဆိုတာလေးကိုထပ်ပြီးနှိပ်လိုက်ပါဒီမှာပတ်ဆက်ကသူကတစ်ချက်တန်နေ5ချက်တန်နေမရဘူးပေါ့နော်10တန်20တန်နေပဲလက်ခံပါတယ်ဆက်ကဒီနေရာမှာကျွန်တော်တို့ပတ်ဆက်ထည့်တဲ့ total amount ပြပေးတယ်ပေါ့နော်ထပ်ထည့်မယ်ဆိုလဲ account ဆိုတာလေးကိုထပ်နှိပ်လိုက်ပါဒီမှာတကားလေးထပ်ပြီးတော့မှပွင့်လာတယ်ပေါ့နော်ဒီမှာပတ်ဆက်ကို CD လေးနဲ့လုပ်ပြီးတော့မှနောက်တစ်ချိန်ထပ်ပြီးတော့မှကိုထည့်ခြင်းတယ်ဆိုလဲထည့်လို့ရပါတယ်ပတ်ဆက်ထည့်ပြီးတော့ဒါ process ဆိုတာလေးပဲထပ်နှိပ်လိုက်ပါခဏလောက်တော့စောင့်ပေးလိုက်ပေါ့နော်ပြီးရင်တော့ဒါ confirm ဆိုတာလေးနှိပ်ပေးလိုက်ပေါ့နော်ဒါဆိုရင်တော့ဒါကျွန်တော်တို့စလစ်လေးခဏနေထွက်လာပါလိမ့်မယ်စလစ်ထွက်လာပြီဆိုတာနဲ့ဒါ9မိနစ်လောက်ကြာတာနဲ့ကျွန်တော်တို့ရဲ့ကောက်တဲ့ကိုပေါ့နော် mobile banking ရှိလို့ရှိရင်ပြန်စစ်ကြည့်လိုက်ပါဒါပတ်ဆက်ထည့်တာအောင်မြင်ပါပြီခင်ဗျာဟုတ်ကဲ့ပါဗျာဒီလောက်ဆိုရင်တော့ကျွန်တော်ညီကိုကြီးလည်းဒါ RFP အကောင့်ထဲကိုပေါ့နော် ATM ဆက်ကနေပြီးတော့မှပတ်ဆက်ဘယ်လိုထည့်ရလဲဆိုတာသဘောပေါက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြီးရှုပေးခဲ့တဲ့တငယ်ချင်းတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးရှိလို့ရှိရင် comment မှာမေးခဲ့ပေးလို့ရပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်